Everybody chasing the ground more. Everybody chasing she and being big. Pretty yes, we are working on it. A thing young we are. Hometia. The Sorry for God, not is not a problem. They are no body. What is our a thing young? So now, so again, bounce up, became Mamma. Melampo Lantana, your name, a dinner, she out, did out. Home was in work for you. Never gone in Tabame. Never did. Dinner from a good child, dear May. Never need you name a good child, dear May. Number two. Tangari Nani Loga Ohaya Dine Rema Ama Ayuma Pede Dian Wempi Wibanyan Sudaya. Can you hear by Don't you go Muti Home Hosima? I am sorry, Dian on Naka Naraja. Then nobody counting up. Diane Brahma Koja Diame Manila, say you right. We were now a same meal. The Japusha Shima Diane Brahma Joy Black Very loyal Loga Ohaya Manamiali Mia Mamina Madrina Bene Kana Guruma Ascension Mue Moya Town Sari Daria Elu Louis to ship you again. Me and a brother question the out. You need tap dog a chair, machine, shimmy, a pipe. The dog, Loga Ohaya. You're a CV, Nale of Jome. We were not in a season, Pugu Dai. Mao Shi and Sugar for him. DJ Vitana Mark Gaya was taken sugar. Gaya Nupana. Okay, Gaya Nupana, Gaya Sugar, Vepomagua, Liga, don't draw. Dajilevao, a shake and sugar. Dajileva Valero, but we are Paripina, Malaja, Maria, Paripina, Paripioda. Oh, but we should have Paripina, Pava, me, Elia Arte, Class, Zami, very new people, new people. Pali, Pamaya, Kalai, English, no. Pala Yao, Limu Pia, Lopa Pia, Pala Benu Bali, Mada Limu Yapia, Limu Kitoro, the Yuka Lao Mave, O Japan Lao Mave, the Yuka Japan Malabra, Pala Yavia, the Yapima. Prava Maranapura and the Kuti. The Buruji Valley, Perma Jimmy, Yaji for Holiday, Alivia. Okay, me, Kita New York, Nora Valero, New York, Abore, Paria, Mamma, ye, India. What are they? Clara Pami, then you did what? Leave you did what? Father, leave you Yamia, you do Wopia. Father, dear, you Madi, here, oh, in America, you go, you want to look about. Yes, dog, but we are boy, not a days or from meet Iliga, Poya, Clara, Agi, Mara Liduya, Nia
မျိုးပြည့်နေပြီဆိုရင်ဘာသာတရားဆိုရင်ပညာတရားပါပဲအာကြီးရတယ်ပြီးရတယ်နော်နောက်ကဝါရောရေပါဠိဟာကျွန်တော်ကြည့်နေမှာဗမာလေးဒါအဝါလေဘာသာဒီကိုကြောင့်ပညာလေးတို့ဖြစ်ပြီးဘာသာတရားဆိုရင်ပညာတရားဖြစ်နေလို့သဘောပေါက်ပြီလားဘသူချင်းပြီးဘသူကျေပါလေပရမတ်ကြီးလေးပညာကျေဖို့သဘောပေါက်တဲ့နေရာမှာဘာလို့ရှိခါပြီးကျေတာကိုသိလို့ဆိုရင်ဆရာကြီးဟောတဲ့နေရာမှာဘာသာစကားရအောင်ပညာကျေတာကိုသဘောပေါက်ဟုတ်လားဘာသာစကားရောက်ပညာကျေဖို့သိပြီးရင်ပုံတန်ကရောက်ပညာကျေဖို့ပြောဖို့ပဲကောင်းရဲ့လက်နဲ့ရှောင်းရဲ့ခြေနဲ့ရှောင်းရဲ့ဒီကိုလျှောက်သွားတာလူလို့ဆိုရအားလုံးအမွေးပေါက်ပြီးတိမောလျှောက်ခွန်းတာရောက်တယ်ဒီမျိုးလုံးဒီမြေခုတ်ဒီဟာကောင်းရင်လက်တွေအတူအမွေးပေါက်တော့တိမောလျှောက်ခွန်းတော့မြောက်ပြသွားပြီလူလေဘုရားဝတ္တိရောဝါရောမြောက်လေဒီအဝတ္တိရောဝါရောပုံတန်တန်ရောက်လူကဒီမြောက်ပုံလာပြအမွေးပေါက်နောက်ဒီတဲ့ပုံရှောက်လို့အောင်ပါဟောရှောက်မှာအကောင်လေးကြီးနှွေးကတော့မီးတော်နဲ့ရှောက်လေးနဲ့မီးတော့ပြင်းနေတာခွေးရဟုတ်လားဂျိုလေးပေါက်တော့ဒီပုံလာပဲစိတ်ကျေသွားပြီလားသူခွေးသားရောက်တဲ့နေရာတွေ့မှုတယ်စိတ်ကရုဏာရောက်လာစိတ်ကရုဏာလူမရှိလို့လေလူရှိတဲ့စိတ်ပေါ်ပုံလာရဲ့တူလို့ဟုတ်နော်စိတ်ကရုဏာရောက်လာခွေးတဲ့သူအဝတိရောဝါရောစိတ်ရဲ့သူအဝတိရောဝါရောပရမတ်ရဲ့ပုံကဏ္ဍရောက်လူလေးပေါ့တော့စိတ်နဲ့ခွေးသွားတာရှင်းပြီလားပုံကဏ္ဍရောက်ပညာကျေဖို့သဘောပေါက်ပြီလားဗျာနှမျိုးရှိတော့ဗောဆရာကြီး၄မျိုးတော့ကိုယ်ပြောပြရတော့အရဒေသရောက်ပညာကျေဖို့ပြောရအောင်ရောင်တို့ကပဲငံပြာကြီးဘယ်ဆိုင်ဝယ်ဘယ်လိုကြီးရတယ်မလေးမှာပဲငံပြာကြီးတော့မရှိဘူးကြာရုပ်ပါရမယ်ကြာရုပ်ပဲပဲငံပြာကြီးရပါတယ်ကြီးကြည့်ဒီဝါကြတော့ပြောအောင်ပဲရောင်ကပဲပါမလေးမှာပဲတော့မရှိဘူးပဲမရှိဘူးမရှိဘူးတော့မှာတူရဆိုရင်ပဲပေါ့ရပြီလားတူရတယ်မလေးကပဲတော့ဘယ်ရမှန်းနေတော့အဲ့ဒီတူရအရှင်တဲ့ပဲမကြီးပြစ်သွားတာဟုတ်ရဲ့နော်ပညာကအဲ့ဒီပဲပင်တူရတော့လေဘုရားဝတ္တိရောဝါရောပါပဲဗျာဟောဒီရောင်ကပဲပင်ပေါင်းနဲ့ဘုရားဝတ္တိရောဝါရောရရောက်ပညာကမျိုးပြောနေတာလေရှင်းရလားရတ္တိသာပညာပြောအဲ့ဒီကတော့နည်းနည်းရှက်ရအောင်သူတို့ကမဟာမင်းလေသင်္သာတော့ဈေးရဝယ်ပြန်လာတယ်ငါပတော်လေးဝယ်ပြန်လာတယ်နောက်ပါမင်းကတင်းုံပဲသေးဝယ်ရတင်းုံပဲသေးဝယ်ရတော့ပါရမင်းကတင်းုံမေးတာဟုတ်သူကဘာမှအရေးလို့ရောက်လာတယ်ကောင်းပုံမိမသင်္သာတော့ရှေ့ကျော်တယ်နည်းနည်းကောင်းမှပြီးနေတယ်ငါမေးတာဘောက်ပဲလို့ပြောတင်းုံမေးတာမှမေးတော့အဲ့ရှင်းနေမှာတင်းုံလေးငါပနောဟဲ့တင်းုံတော့ရပြီလားဟုတ်ရနော်ရောင်ရောပနောကတော့တင်းုံခေါ်တာဟုတ်နော်ငါပနောလည်းပြီးအောင်ဒီလိုပါတင်းုံလည်းပြီးအောင်ဒီလိုပါရကဟိုမလားမရအရင်လိုတင်းုံမိတာလို့ဆိုတော့သူကရှင်းရမတင်းုံမိတာအဲ့လိုဒီသားကြောင့်ပြနေတယ်ဝရအောင်ပြရတယ်ကြာဟုတ်ပြီနောက်တစ်မျိုးပြောအောင်ပါဗျာပုဂ္ဂိုလ်ကြောင့်ပြည့်ရဲ့ကိုပြောနေကြပုဂ္ဂိုလ်ကြောင့်လူတွေကဘာခေါ်ပါလဲတယ်ရှင်ဗျာဒီလိုကျောင်းမှာတူပါတယ်ဘုန်းကြီးတက်နေရောကျောင်းပြည့်တော့ပဲဗျာကဲလေဘုရားတော်ဒီတော့ပါလို့ပဲကျောင်းနဲ့ဘုရားတော်ဒီတော့ပါလို့ပဲဗျာပြည့်ရပရမတ်တဲ့ကြီး
ပြည့်ကျင်းနေတာဟောလာပြပြီးရှင်မီးနေတော့တက်နေတော့နန်းတော်ကြီးပြပတ်ပြာတော့တော့ဒီဝါနဲ့ပဲလာအောင်မနောက်တာဟိုကိုင်းထဲမှာဆောက်တော့ဒီဟာဒီပြရောဒီလိုဝါရောကြီးကိုပုဂ္ဂိုလ်ရောက်အိမ်ခေါ်လို့ခေါ်ကြောက်ခေါ်လို့ခေါ်နန်းတော်ကြီးခေါ်လို့ခေါ်တဲခေါ်လို့ခေါ်နေပြည့်ရပြည့်နေတာဘောပေါ့ဗျာဒီလူကြီးလူချင်းကျုပ်ကစီကံတတ်လို့ရရဆယ်နဲ့ဒီဝိပဿနာပိုင်းနိုင်ရတော့ဟောမယ်ဆိုတော့ကျုပ်လည်းနိုင်ရတော့ဟောလို့စနိုင်ဝတ်ဒီဝင်လာတာပါပြန်တော့နိုင်ရလူကြီးပြချင်းသွားကြလို့ပြောရင်ဟောနေတယ်ဒီပြည့်ရတော့ပြပါပါမယ်ကဲနံပါတ်1ယူသိလိုက်နံပါတ်2ကဘာလဲရုပ်နဲ့နာဖွကြပြရမယ်တရားကျင့်တော့ရာရှိလုံးဒီလိုဆိုရုပ်နဲ့နာဖွကြပြရမယ်ဒီကရုပ်မှသူနာမမိခိုင်းတဲ့နိုင်လာပြန်ထိုင်လာပြန်လေးဖြစ်နေတယ်ရုပ်နာကိုဖွကြပြရမယ်ဒီနေ့အချက်ဟောရလားဟောတယ်ဆိုရင်ရုပ်ကဘာလို့ပါလိမ့်ဗျာဟုတ်ပြန်တယ်ပြဟုတ်ပါလားဟုတ်တယ်ဘယ်လိုပေါ့ပြန်လဲလို့ဗျာမူမလည်းပေါ့ပြန်တော့အဲ့ရှင်ဘာတော့ကမကြီးတော့ပေါ်နေမူလည်းပေါ့ဗျာနားပါမပြေဘူးမူလည်းပေါ့ပြန်နေအေးမူလည်းပေါ့ပြန်နေတော့လည်းပေါ့ပြန်နေတော့ဒီလာကြည့်တဲ့ခဲပေါ့ပြန်နေအေးလူကြတာပါလိနော်ဟုတ်ပြီလားကျောကဆရာကြီးမှန်ပြီလားမှန်ပြီဒါဖြင့်အဲ့လိုပြောနိုင်တာစာအုပ်ကြီးပြောရလားခန္ဓာကိုယ်ကြီးပြောရလားကိုယ်တွေတရားလားစာတွေတရားလားကိုယ်တွေတရားကိုယ်တွေတရားပါဗျာသူဆိုရောက်လာဟုတ်ပါပြီဘုရားအေးလုံးပြင်းတဲ့ပေါက်ပြန်တယ်ဆိုတဲ့သဘောလေးကိုဆရာတော်ဘုရားကြီးကစာစုထားတာသူမာပွဲစေကိုယ်တော်ကလေးဒါတနာပြည်ကြောင်းပြသည်လေးဝတိုင်းတော်ဒီဟုတ်ကဲ့လားရှားဘူးလားနတ်ကဆရာကြီးပြောသွားတာနုမာကဘာကပါလဲပထဝီမြေကနေနုမာပွဲစေရပါတော့လေအာဘောရေကနေဥဝေးကဒီဆိုဒီကြလေထောက်ကကဘွာရောဒီကြဒီလေးဒါတနာပြည်ကြောင်းပြသည်လေးဘုရားတိုင်းတော်ဒီသို့ဓာကြီးလေးပါးပြလာများဝဏ္ဏခန္ဓာရသဩဇာဒီလေးပြမြဲစွာပါမည်မူလဓာကြီးလေးပါးပေါ်လာနေတယ်ပြညာဓာတ်လေးပါးတပြိုင်နဲ့ပါလာပါလေဘာလို့ဝဏ္ဏခန္ဓာရသဩဇာပါဠိပညာဘာလို့အသိရဲ့နာရဲ့တရားရဲ့အသိရဲ့ရုပ်တိုင်းမှာဓာတ်ကြီးလေးပါနဲ့တကွမိညာဓာတ်လေးပါရှိတယ်ဆိုတာကိုသရုပ်ပေါ်စဆိုတဲ့အဓိပ္ပာယ်ပြန်ရှင်းမယ်ဆိုရုပ်တွေမှာအစင်းရှိတယ်အဖြူအဝါအညိုအမဲအသားတွေမှာလူတွေမှာဟုတ်ကဲ့လားဒီမိတွေမှာအစိမ်းအပြာအဝါရောင်စုံရှိတယ်အရှင်ဆိုတဲ့အယောင်တွေနဲ့ရှိတယ်ကြည့်ပြီလားရှင်းကြပါလေတော့အနတ်ဆိုတော့သဘယ်ကျေရုံသဘုံကြီးစီစားတဲ့ကမ်းပွင့်တွေရောနော်ဟိုပေါက်ဓာတွေရောရေပွေးတွေရောကြည့်ဘူးလားရုပ်ကြပါလေရုပ်မှာအနတ်ရှိတယ်အရသာနောက်ထပ်အရသာဆိုတော့ခင်ဗျားတို့ခုနလည်းပဲဆယ်နာရီဝဲကစားပြီးပြီနေ့တိုင်းချိုးရှင်ငံစအကုန်အရသာကြီးရုပ်ပြမှာရှိတယ်အဲ့ဒီရုပ်ပြဝါသားတော့ပဲအရှင်းတော့ရှင်းစရိပ်ပြစတဲ့စနေရတာဝုပြနော်ကဲအရသာပြောပါလို့အရှင်းပဲဒီရောအုံရောနာဒီရောစုံတော့တိရစီရောသားနေရပြီဟောဒီကဲတော့ပါဗျာရုပ်ပြမှာရှိတဲ့ရှိတဲ့သဘောပေါက်ပြီးရဲ့အဲ့ဒီဓာတ်ပါရဲ့တတိရဲ့အပူဓာတ်ရောအေးဓာတ်ရောတုတာတိပြီးသူရဲ့ပမာဏပြောပါဆိုရင်
မူလဓာတ်၄ပါးမြညာဓာတ်၄ပါးပေါင်းတော့ပါလို့၈ပါးဗမာလို၈ပါးပါဠိလိုအထက်ကပညာနဲ့ပရမတ္တိပေါ်နေတယ်ပါဠိဟိုဗမာလိုပြန်လာပြီပါဠိအပေါ်နဲ့ဗမာကိုပြောနေပြီဟောနော်လေးခုပေါင်းတဲ့၈ခုပေါင်းတော့ရုပ်ပါဠိလိုအထက်ကအဲ့ဒီထက်ကကြီးလောက်ကြီးလေပြေးလေပမာဏပြောကြမှာဆိုရင်ဘယ်သူတည်းမှနိုင်စားလို့မရအောင်သိတယ်ဘယ်လိုပါလဲဘုရားဟောဒီနာကိုမနေ့ကဟောတဲ့တော့ကြောင်းပြန်ပြောနှမ်းခုပြန်ပြောရင်တိဇာရီမျိုးရဲ့ရသေးမျိုးရဲ့တိဇာရီမျိုးရဲ့အနုမျိုးရဲ့ပရမာဏမျိုးရဲ့36သိစိတ်ပြောလိုက်တာနေနိုင်တဲ့ယထာလမ်းရောက်ရှိပုံမှုံကအစ36သိစိတ်ထားတော့တိဇာရီမျိုးဟောဒီရှိမှရှိကြအောင်မနေ့စောစောနဲ့ညနေတော့နေရောကဝင်လာထင်ပေါက်ကြီးကမြင်ရတယ်တင်းတင်းတိဇာရီမျိုး36သိကြတော့မျက်စိနဲ့မြင်တယ်မှန်ဘလူးမှန်ပြောင်းနေမြင်ရတယ်အနုမျိုးရှော့36သိရှိကြတော့ပရမာဏုကိုမှန်ပြောင်းလည်းမမြင်နိုင်တော့ဘူးအဘိဓိနဲ့ဘုရားရှင်ရွှေညာတော့မြင်နိုင်တယ်အဲ့တော့ပြန်ပြီး36လုံးပြန်လုံးပြန်တော့ပရမာဏု36တလုံးလုံးတော့အနုမျိုးလုံးဖြစ်အနုမျိုး36တလုံးလုံးတော့တိဇာယုဖြစ်တိဇာယု36လုံးတော့ဒီထွေးမျိုးဖြစ်ကြိုင်လို့တွေ့လို့ရသွားပြီပြန်တော့ပြည့်ရတယ်တွေ့ဖို့ပြောအောင်ပဲဟောနံများတိုင်းပရာဒါတိုင်းမှာရှိတဲ့ဂျုံမုတ်အနန္တများစွာပေါင်းစုလာတော့တဲ့အဲ့ဒီခက်ကြရုံမယေမတွေ့နေတဲ့အမှုမျိုးရေရပြောရတော့အတုံးခဲ့ပြသွားတော့ဂျုံလုံးဂျုံလေးပြသွားပြီကောင်းပြီလာတော့မယ်ပညာအဲ့ဒီဂျုံလုံးဂျုံရဲ့အထက်ကကိုရှိခုပေါင်းစပ်တော့အထက်ကကိုလူပုံလေးပေါ်ရတော့ဘာခေါ်လို့လူယောလူလို့ခေါ်လာပြန်လို့တော့အထက်ကလားခွေးပုံလေးတော့ခွေးတို့ညရလာပြန်လို့အထက်ကလားအထက်ကလားတွေကိုရုပ်ပုံလေးပေါ်လာတယ်နာမည်ပြောင်းပြီးတော့ညက်နေလာတာဘောပေါက်လားအဲ့တော့ဆိုရင်တော့ရုပ်ပိုင်းခရနားလည်းတော့ပြီလုံငယ်သောနှစ်ပေါင်း2500ကျော်ကပွင့်တော်မူသောအစိမ်တွေကသတ္တိရွှေဉာဏ်တော်နဲ့မြင်တဲ့ဣစ္ဆာတွေကို2000ကျော်ကနှစ်ပေါင်း2500ကျော်ဟောခဲ့တာကိုပြန်ပြောနေရတာသူသိပ္ပံဆရာတွေကသူကတိုင်းတာလို့တွေ့ကြတယ်အတန်တို့နျူထရွန်ပရိုတိုတို့စသည်အပြင်တို့ကအင်းတွေကိုသူခေါ်တယ်တို့ကရစေယူတိဇာရီစရရခေါ်ရတယ်ဘောပေါက်လားလိုက်ရှိရဲ့နော်သူတို့ရဲ့လိုက်ရှိရဲ့ဘုရားရဲ့လိုက်ရှိကိုပြန်ပြီးအသေးလေးနောက်တစ်ခုပြောနေဆိုရင်ဘုရားရှင်ကအားလုံးသောဓာတ်တွေအင်အားစုဓာတ်တွေတတိလို့ပြောတာဘုရား energy တဲ့ခေါ်တဲ့ energy တို့ကလူတွေကိုမြူလို့ခေါ်တယ်သူတို့ကအတမ်တို့နျူထရွန်တို့ပရိုတိုတို့ခေါ်ကြတယ်ဒီပေါင်းတော်တော်ကမှဝိချာသိက္ခာလို့ပြောပြရတယ်သူတို့ဘုရားရှင်ကအဲ့ဒီရုပ်ရဲ့ရှားရှည်ခိုင်ခန့်နဲ့သူရဲ့တက်တန်းပြောမယ်ဆိုရင်ဒီနေရာဖြစ်တယ်ဆိုင်ရင်ဒီများတော့မှရွေးရှားပိုင်ဝဲမတိချက်ချင်းဖြစ်တယ်မှတ်မိပြီလားအဲ့ဒါဖြစ်ပြဥရဗျာညာမှာလာမမှတ်မိပြီလားလို့ပြောတာမှတ်တာပါလောက်ကြာကတော့ချက်ချင်းဖြစ်တယ်တိုက်တာပဲဆိုရင်တက္ကရာပညာတော်နဲ့လက်ပြတွေပြည့်စည်တဲ့မျက်စိတမိတ်တည်ငါမဟာလို့ပါဠိလိုခေါ်တယ်အဲ့ဒီကဘာမှဂရေဘော9တော့ညနေနှုတ်နဲ့ပြတ်သွားတယ်ဆိုတော့မမြင်ဘူးလား
ရှက်ရှင်းပြည့်ရှက်ရှင်းပြည့်တဲ့ပြည့်ပြည့်တွေပြည့်ပြည့်မျက်စိတပိတ်ကာလမြန်နဲ့သင်ကိုပါဠိလိုဘာခေါ်လဲဒီကဘာနဲ့အဲ့ဒီကဘာပြမှာတော့မြန်လို့ဒီမှာတော့လို့ပိုင်းဆိုင်ရချက်ချင်းဖြစ်ချက်ချင်းပြကြတယ်ပါမိပြီလားပါမိပြီရုပ်ပိုင်းဆိုင်ရာကိုနှခမ်းတတ်ဖို့ဘုရားမှာချက်ကရုပ်ကိုတရုပ်ပေါ်အောင်နားလည်အောင်ဘုရားရှင်ဟောတော်မူတာရုပ်ပရိဒီခောဘိက္ခွေတတမရူပံတိယုသတိဘိက္ခွေစေတယံတို့ခေါ်စေတဲ့ရုပ်ပရိအတ္တိမမြဲအနေနဲ့ဒီပါဝဲဖောက်ပြန်တတ်တော်သို့ရှိပါ၏ဝါပူမှုနဲ့ဖောက်ပြန်တတ်ပါ၏ဟုတ်ကဲ့လားလုံးမှုနဲ့ဖောက်ပြန်တတ်ပါ၏တောင်းတင်းလာရင်ကြိုက်ခဲမှုနဲ့ဖောက်ပြန်တတ်ပါ၏ပေါ်ပါမှုနဲ့ဖောက်ပြန်တတ်ပါ၏ဝါခဏရင်းလည်းမယုံကြည်ရာ၏ဝေမြင်းမြင်းကြည်ကွဲမဆွေးမြန်စွာဖောက်ပြန်တတ်ပါ၏ဣဒသမတို့ကြောင့်ရူပံတိယဝေဥသတိဘောစုအပ်ပါပြီရောယတိယုတ်ပိုင်းနဲ့နှခမ်းသားဘာဖြစ်ပါကြလိနာဆိုရင်ပိုင်းပေါ်ကြတယ်ဆိုရင်ဖြင့်စိတ်လိုလည်းခေါ်တယ်ဝိညာဉ်လိုလည်းခေါ်တယ်နာလိုလည်းခေါ်တယ်မနောလိုလည်းခေါ်တယ်အများခေါ်ပညာတိဟုတ်ကဲ့စိတ်ဝိညာဉ်နာမနောရေလို့လေးမိရတဲ့နန္ဒာဘယ်နည်းမိရတယ်လို့ပါဘာလို့စိတ်ဝိညာဉ်နာမနောလို့အများပြောတဲ့နန္ဒကိုပြောတယ်ပြင်ဘုရားရှင်သင်္လာတော်နဲ့နမတိတိနာမနမတိတိအာယုံစီတို့ပြေသွားတာဤကာယုတ္တဤပိဋ္ဌာဤဒီကမှာတို့ကြောင့်နမနာမည်လို့ပါဠိတော်မှာရှိလေရဲ့အာယုံစီတို့ပြေသွားတတ်တဲ့ကာယုတ္တတဲ့တိတ္တတဲ့ဆိုတဲ့သဘောလေးကိုအများနာလည်းအောင်ရှင်းလိုက်မယ်ဘယ်အာယုံမျိုးသွားပါလိမ့်ဆိုရင်ဖြင့်ရူပါယုံသတ္ထာယုံခန္ဓာယုံရတယုံပုဒ္ဓဘာယုံဓမ္မယုံဘယ်နှချက်6ချက်တော့အပြင်အာယုံတွေကိုခုနကယုံနဲ့ဆို6ချက်သာသိသွားတယ်ပါဠိပြောရမလို့ဟုတ်လားပါဠိလိုက်လို့ယုံနဲ့ဟောတဲ့6ချက်ဖြစ်သွားတာဘာယုံဒီပါဠိအရှင်းရဲ့အတန်ရဲ့အနတ်ရဲ့ရတာရဲ့သိတွေ့ရရဲ့တွေးကြရရဲ့အဲ့ဒီအာယုံကိုဘယ်လိုပြေသွားတာပါလိဘယ်ရပါလိစေကာယနာသောတာယနာခန္ဓာယနာစေဝါယနာကာယယနာမနာယနာတဲ့နဲ့ချက်6ချက်တော့အာယနာယနာ6ချက်ပေါ်ချ6ချက်အာယနာပြောတာပါဠိဒီအာမပတိကိုဗမာလူပြောမယ်မျက်စိအကြည့်နားအကြည့်နှာခေါင်းအကြည့်ရှားအကြည့်ကိုယ်အကြည့်မနောအကြည့်အာယုန်နဲ့အကြည့်ဓာတ်တွေတိုက်ဆိုင်တိုင်းသိစိတ်တွေဖြစ်ပါပြီတိုက်ဆိုင်တိုင်းနဲ့မတိုက်ဆိုင်ရင်သိစိတ်မဖြစ်ဘူးအစင်းနဲ့မျက်စိနဲ့တိုက်တော့မြင်သိစေအစင်းနဲ့နားနဲ့တိုက်တော့ကြားသိစေအကြောအတန်နဲ့ပြောတာမှားပါဘူးနော်အတန်နဲ့နားနဲ့တိုက်တော့ကြားသိစေဟုတ်ပြီနှာခေါင်းနဲ့အနတ်နဲ့တိုက်တော့နားသိစေရှားနဲ့စားရနဲ့ဒီကြတော့ရာသိစေကိုနဲ့ဒီချွေလေးကလူမိတ်တာကြီးဟိုအင်းကြီးကအကျမ်းလိုက်တာကြီးကာယနဲ့ထိတိဟုတ်လားတရားတော့အိမ်မပြောတော့ဘူးပြီးပါလေပုဂ္ဂကိုတွေ့မှုတာပဲဟောအိမ်မပြောတာဒီရွယ်ကိုသိတယ်တရားတော့အိမ်မပြောတော့ဘူးလေတွေ့ကြသိစေ
အဲ့ဒါမသိရင်လာအယူဖြစ်ပါပဲမသိအယူပဲတွေးကြသည်တွေကိုပုံသိတယ်တွေးကြသည်တွေဘယ်လိုဖြစ်လို့ပါလဲအာယုနဲ့အာယနာတိုက်ခိုက်နေအတိအကျရေလုံးကြသည်ရှင်းပြီလားအဲ့ဒီနာရဲ့တက်တာဂရေတသိလက်ဖြစ်တဲ့ပြည့်တဲ့ပြည့်မျက်စိတစ်ပိတ်တွင်မှာဂရေတသိအောင်ဖြစ်ခြင်းဖြစ်တဲ့ရုပ်နဲ့နာမ်ဘုရားမြန်မာလေးနာမ်မြန်နေတဲ့လည်းမှတ်တာတင်ပြဥရိယပြည့်မြန်မာဟောမယ်ဟောစီကိုအကျိုးဝင်သွားမယ်နော်နာယိသနေဝိသာတိတိဆိုရင်တို့ရုပ်တွေနမတိနာမအကြောင်းကိုဘောပေါအောင်ပြောမယ်နှစ်ခုတွဲမှာသရုပ်ပေါင်းတိလိတ်လောက်တာကိုဆရာကြီးကမှပြောမယ်အကျိုးနဲ့အကန့်ပြောက်ဖြစ်တယ်အကျိုးနဲ့အကန့်ပြောက်ပြီးတော့လမ်းကောလို့ဖြစ်ပါမလားသူတွေတော်လဲချောင်းကောင်းလို့သွားလို့ပြဘူးနောက်နေတော်လဲကိုရရဲ့နေရာမှာမမြင်လို့သွားလို့ပြဘူးအဲ့တော့ဟိုကလူကပြောနေပြီဒီကသမင်းစားလာပြီအဲ့တော့တိုင်နေရတယ်ဟေးမင်းနဲ့ငါသမင်းနဲ့စားလာပြီကွာမင်းကခြေတော့ကောင်းတယ်အကန့်ကိုပြောကငါမျက်စိကောင်းတယ်ခြေတော့မရှိလို့ခြေတော့မကောင်းလို့ဒီတော့မင်းဘောငါဂုံးပြီးတော့နာသွားရရင်အဲ့တော့ဒီမှာသမင်းစားမှာပေါ့အေးဟုတ်တယ်နေအောင်ကောင်းဖို့လုံးနဲ့တွဲဖို့ပြောပါလို့ဟုတ်ကဲ့လားနော်အေးလူတယောက်ပေါ့ရှင်ရချောင်းမြေကောင်းနှစ်ခုသာဆိုရက်လူတယောက်ပေါင်းလိုက်ပါရှိတော့ကနှစ်ချောင်းနဲ့အကောင့်ရှိတယ်မြစ်ပြတ်လုံးပဲရှိတယ်ဒါလူတယောက်ပေါင်းရှင်နှစ်ချောင်းမြေကောင်းနှစ်ခုသာလူရအရာပေါလို့လက်ထက်ပြမှုလူကွာဆိုတော့ရုပ်နဲ့နာပြုတ်နဲ့ပြောက်အသုံးပြုလေးတာဘောပေါက်ကြအေးရုပ်ကဘာလို့ပါလဲဟောပြပါနာကဘာလို့ပါလဲသိတယ်အိမ်ကပြောတော့သိရလားမသိဘူးရုပ်မှန်းသိနာမှန်းသိဘာလို့မှန်းသိဘူးငါပဲပြောသိတယ်ဟုတ်လားဟုတ်ရုပ်နဲ့နာကိုရသိပြီလားသိပြီဆိုရင်ဖြင့်ဝိပဿနာဉာဏ်ရာနာမရူပပြိစေကညာလို့ခေါ်ပါသည်ဗာလဲဘာညာတဲ့နာမရူပပြိစေကညာဗမာလိုပြောမယ်ဆိုရင်နာမဆိုတာနာတရားရူပဆိုတာယုတ်တရားပြိစေတာပိုက်ထားပြီးသိရပြီဟုတ်ကဲ့လားရှင်းပြီလားဘယ်ညာပါလဲနာမရူပပြိစေကညာကောင်းပြီနာမရူပပြိစေကညာသိပြီးရင်မျိုးပြောအောင်မယ်ဒီသာစဉ်းစားပြီးတရားနဲ့အပြည့်ကဲတရားအရုတဲ့ပုဂ္ဂိုလ်တွေရှောင်းမြောင်းပြီးရောက်နေပြီယုတ်ကပူအောင်ပေါင်းပြန်ရင်နာပါလေလုပ်နေပါလေသိနေတယ်ဆိုရင်ငါမှပဲရမယ်ဆယ်မှမရဘူးယုတ်ကပူအောင်ပေါင်းပြန်ရင်နာဘာလို့ပါလေဒီဘက်ကငါမှပဲဒီကဆယ်မှရသွားပြီပူတယ်လို့သိနေလားဆယ်မှဟုတ်ကဲ့လားယုတ်ကပေါ်တော့ပြန်နာပူရမယ်ဒီလေပူလို့ဒီလားယုတ်ကတင်းအောင်တော့ဟောပြန်ရင်နာဒီတော့ယုတ်ဒီတယ်ရှင်းလားဟုတ်ကဲ့လားတယုတ်ပေါ်ပုဂ္ဂိုလ်ပြောနေတာတရားရဲ့အရာသာကိုဒါဖြင့်ယုတ်နဲ့နာဘသူရှေ့သောကျွန်တော်တို့လုပ်နေပါလေယုတ်ရှိဆောင်နာနောက်လိုက်မမြင်ပြီလားမှတ်ထားတော့ကိုယ်အိမ်မှာကိုယ်ဒီတော့ကကိုယ်အိမ်မှာကိုယ်ဒီတော့ကငါဟိုအိမ်သွားအောင်မယ်ဟိုအိမ်သွားအောင်မယ်စဉ်းစားလိုက်ပြီးသွားမှပြင်မှာပဲဆိုရင်ထမယ်ယူလာနာလားယူလာနာလားမရင်းနဲ့ဒါလည်းဘာမှမလားမသိတာနာထားလိုက်ပြီသွားအောင်မယ်သွားပြီရောက်ပါဘောလားရပ်တော့မယ်ရပ်ပြီဘလူရှိတော်တော့လိုက်ဟုတ်သွားပြီတဲ့သွားပြီအကန်းကြီးဟိုတော့က
နာရှိဆောင်ယုံနောက်လိုက်နန်ခိုင်းလိုက်လုပ်ရတဲ့ဟေးလို့တော့ပြောရသည်ရုပ်ရှိဆောင်နာနောက်လိုက်ကိုမတည်အကန်းဒီကန်းဒီဆိုရင်ဖြင့်ရုပ်ရှိဆောင်နာနောက်လိုက်ကိုမတည်သမာဓိနဲ့ပညာဝိပဿနာဉာဏ်သိတော့မှရုပ်ရှိဆောင်နာနောက်လိုက်ကိုသိပြီဟုတ်ကဲ့လားဝါထားပါပြီလားရုပ်ရှိဆောင်နာနောက်လိုက်ကိုသိတာသမာဓိပညာနှစ်ခုရှင်မှသိတာလည်းမသိဘူးဟုတ်ပြီလားဒါဖြင့်ရုပ်ရှိဆောင်နာနောက်လိုက်နာရှိဆောင်ရုပ်နောက်လိုက်နဲ့သိလိုက်ဝါလိုက်ဒီရုပ်ပေါ်သိပြီလားသိပါပြီတယောက်တော့သူနဲ့သူထောက်ပံ့မှုသိပြီလားသိပါအဲ့ဒါကိုပစ္စယပရိက္ခညာလို့ခေါ်ပါသည်ဗါလဲဗျာပစ္စယပရိက္ခညာပစ္စယပရိက္ခပစ္စယဆိုတာထောက်ပံ့ရင်ပရိက္ခဆိုသိကြီးရဲ့အပြန်လာကြိုက်ကျုံးပြီးကျုံးကြိုက်ပြီးဆိုတဲ့ဗမာစကားတိုင်းပါပဲရှင်းသွားပြီလားရှင်းသွားပြီဆိုရင်ဘယ်နေရာရပြီတော့ပညာရသွားပြီပညာရသွားပြီဆိုရင်နောက်ကဆက်ပြီးပြောမယ်ခင်ဗျားတို့တွေရုပ်ပေါပြန်နာတိကေရလုပ်နေတဲ့ပုဂ္ဂိုလ်တွေခင်ဗျားတို့ယုတ်ကပေါပြန်နေတာဘယ်လိုပေါပြန်ပါလိမ့်မိုးကေမိုးတော်ကိုတင်းမှုတောင်းနေတဲ့ပေါပြန်နေတယ်ဟုတ်ကဲ့လားအဲ့ဒီမိုးအေးမှုတင်းမှုတောင်းနေတဲ့ပေါပြန်တဲ့ရုပ်ပေကြီးအစင်းတလိုက်တောက်လျှောက်ကြီးဖြစ်ပေါ်လာပြောင်းလဲနေတာမေးရင်ပြောင်းလဲတဲ့သဘောကိုအိဋ္ဌာလားအိဋ္ဌာဘယ်ပေါ်မှာဖတ်ပါလိမ့်ယုံနေတာပြောင်းလဲနေလို့ဟုတ်ပလားဟိုကပူအောင်ဖောက်ပြန်ပြီးအေးအောင်ဖောက်ပြန်ပြောင်းလဲနေတယ်နာမပြောင်းလဲတာပဲသိရတာဟုတ်လားတပါးလေယုံနေတာတပါးလေထောက်ပံ့မှုရတာဘောပေါက်ပြီးသိပြီဟုတ်လားပြီးတော့တုံးနဲ့လူထောက်ပံ့မှုပြုတယ်ပြီးတော့ပြောင်းလဲနေတဲ့ကိစ္စကိုယုံရောနာရောအတိနှောလိုက်တော့အနိစ္စကိုသင်ပြီလားသင်သွားပြီအရင်ကသူ့ကိုယ်တိုင်အဲ့ဒီဘုရားကမကြည့်ခင်ကကြောက်နဲ့အနိစ္စဒုက္ခလုပ်ခဲ့ရတယ်ကျွန်တော်တို့မှာပါပဲသူ့ဘူးလားလုပ်တယ်အဲ့တော့ဘုရားအဲ့မောင်သားပရိဘေနပါရပြီလေဟိုဆိုတော့သုံးမရပြီဟိုဆိုတော့စေပါရအောင်စေတဲ့ကဲစေပါရအောင်စိတ်စရာလူကြီးလားအမလီကျုပ်မတို့ကများကြတယ်စေပါရောက်သိတဲ့ရတဲ့သူကပြသွားရောဒီလျှောက်ကောင်ပြန်ဆက်အားဟောပါသေးတယ်ဒီသာမိသာဘီရောတော့ကြလူကြီးလားယုတ်ကဟောပြန်နာကခံစားမမြဲတဲ့သဘောတရားကိုပရမတ်ဒီဝါကျင်တာဘယ်မှာသွားတယ်လားပရမတ်ဒီပူအေးမွားရွာဒီပြောင်းလဲနေလို့အိဋ္ဌာတော့ရောက်အိဋ္ဌာလူကြီးလားမလို့ဟုတ်ပါပြီအိဋ္ဌာကမြေအောင်ရှုစင်ရတဲ့ပုဂ္ဂိုလ်အဲ့ဒီအိဋ္ဌာလည်းနာပေါ်ရှုစင်ရတဲ့ကိစ္စတွေကပူမှုလေးတစ်ခုလိုရွေးထွက်လာခံစားလို့ကောင်းလားကောင်းဘူးလုပ်မှုလေးကိုရွေးထွက်လာခံစားလို့ကောင်းလားကောင်းဘူးတင်းမှုတော့လည်းပြုတ်လာမကောင်းဘူးဘယ်အောင်မကောင်းဘူးဒါပြင်ကောင်းရင်ဒုက္ခမကောင်းရင်ဒုက္ခအဲ့ဒီပရမတ်ဓာတ်တွေပဲဒုက္ခလို့ပါရမလားဒုက္ခလို့ပါရမလားဒုက္ခလုံးမှုသွားမှုလေးကိုမေးလိုက်တော့တူတော်ဘုရားကောင်းနေတာဆရာကြီးရွာသူကြွနေတယ်ဒုက္ခပြရင်သူကရွာသူကြရင်ဆံလို့ကြောက်တယ်အဲ့တော့သူကပြန်တော့မေးရတယ်ဗျာသူကဲ့ကြုံလို့ပြောမယ်ဒုက္ခပြေးလားပြန်ဒုက္ခပြေးလားအဲ့သူကဆံလို့ကြောက်တယ်ဆိုသူကပြန်မေးရတယ်မောင်ရဲ့မင်းမျက်နှာပေါ်ညော်လေးရွာသူရှောက်သွားပြီးရိတ်တာဆိုတော့ပုတ်ထုတ်တယ်အဲ့တော့မှပုတ်ထုတ်တာဆံလို့မကောင်းဘူးကွာဆိုတော့အဲ့တော့ဒုက္ခပေါ်သွားပြီအဲ့ဒီမှာဒုက္ခကာယကဒုက္ခစေတိကဒုက္ခရှင်းပြီလားဆံလို့ကိုယ်ဆံလို့မကောင်းတဲ့စိတ်ကဆံလို့မကောင်းတဲ့အဲ့လိုဘယ်လိုလဲဆံလို့ကောင်းတယ်တော့သူကဒီသူကပုတ်ထုတ်ကမကောင်းဘူးဖြစ်သွားပြီရှင်းပြီလားဟုတ်ပြီဒါပြင်အနိစ္စရဲ့ဒုက္ခရဲ့ကျွန်တော်သိမြင်ပြီးဆိုရင်
စိတ်ရအောင်လို့ပူနေတာခံစားလို့သွားနေတယ်ဟဲ့တော်ဟဲ့အေးအောင်လို့ဘာလို့ရရလားပူပါရင်လားပူပါရင်မဆိုင်တာကိုအနတ္တလို့မှတ်ရမလားနတ္တလို့မှတ်ရမလားအနတ္တလို့မှတ်ရမလားအနတ္တမှတ်ရပြီမယ်တော့ယံတို့မှန်တို့သူပြောလူပြောအနိစ္စဒုက္ခအနတ္တမှုပါပဲခန္ဓာပြနေတဲ့ပရမတ္ထသဘာဝပူအေးပွားရွာတောင်းတင်းစားတဲ့အပေါ်မှာအခြေတည်၍အနိစ္စလည်းခြေလို့မြင်လို့ရမယ်ဒုက္ခလည်းခြေလို့ရမယ်အနတ္တလည်းခြေမြောင်ရှုရမယ်သိပြီလားဒီဉာဏ်တို့ဉာဏ်ကိုရှုရတဲ့ပုဂ္ဂိုလ်သမထဉာဏ်လို့ခေါ်ပါသည်။ဘာဉာဏ်လဲ။သမထဆိုတာကောင်းမှန်ပါသနာဝေဘာသုံးသတ္တတာဉာဏ်တို့ဘုဒ္ဓမဟုတ်ဘူးဟုတ်လား။ဉာဏ်တို့မှန်တို့ဘုရားမဲ့ပရမတ္ထသဘာဝတွေမမြဲတာခံစားလို့မကောင်းတာဥမပိုင်နာကိုအနိစ္စဒုက္ခအနတ္တမှတ်ရပြီလား။မှတ်ကြပြီလား။ဘယ်ဉာဏ်ရပြီလို့သုံးဉာဏ်ရအောင်ကျိုးစားအထုနိုင်လူတွေကိုဘုရားရှင်နိုင်ကြသုလသောတာပန်ဖြစ်ပြီးလို့မိတ်တော်မူခဲ့ပါတယ်။ပါတယ်တော့သုလသောတာပန်ဆိုတာသောတာပန်အနေသာပေါ်ဘုရားရှင်မိတ်တော်မူတဲ့ပါဠိတော်ထုတ်ပြပါဦးဆိုရင်ဝိဣမိယပါရယာနိနာသံဃာနာဂတောဝိပဿကောဘုရားသာလင်လာရတောလာရပိတောယတဂိတောသုလသောတာပန်နောနာမဟောတိပါဠိတော်အနေဘုရားတို့ဣမိယပါရယာနိနာဣနာမဥပပိတိရယံသိရှိယပိရယံသမဏယံတို့တိုက်အောင်သံဃာနာဂတောပြေလိုအောင်အားထုတ်ပြီးတော့ဝိပဿနာဝိပဿနာတရားအားထုတ်ပွားများသောယုံကြည်မှုတို့သည်ဘုရားသာလေဒီမြတ်စွာဘုရားသည်သာသနာတော်မြတ်ကြီးပင်၌လာလာသောရကြသောသစ္စာရာရှိသည်ဖြစ်၍ဟောရောဘာမှအဖို့ဒါနာတော့အဖို့ဒါနာတော့ဘာမှမသိတော့ရပေါ်အောင်ဟောပဲရမယ်မငိုက်နေပိတ်ညာမတော်ဖြစ်တဲ့တော့လတ္တတသောရရှိသောသစ္စာရာရှိသည်ဖြစ်၍ပါတယ်လို့ဒီသစ္စာရာရှိသည်ဖြစ်၍ပသက်တာဘူးပြန်တော်ပြည့်ရဲ့သုံးရလောက်ပါမိတ်ကံတိကံတော့ရှင်းနဲ့လေးနဲ့ဝိပဿနာကူတော့ဟုတ်သွားပြီမသက်တာဘူးသက်တာပြောမယ်ကဲဒီမှာဟောတဲ့ဟောတဲ့ပြန်ကောက်ကြလို့ကိုယ်အိမ်ကကိုယ်ထွက်လာတော့ယုံမှနာမသိလားသိပါမသိဘူးသူတော့သိပြီဆိုရင်ဖြင့်ငါဆွဲမသက်တာဘူးလားငါရှိသေးလားမရှိလို့ယုံနဲ့နာမသိတယ်လို့ဟုတ်ပါသိရဲ့ပုဂ္ဂိုလ်ပဲဖို့ငါဆွဲသက်တာပါပြီရှင်းသွားပြီတစ်ပိုင်းနောက်ပိုင်းလာလာပြိထောရရသောထောက်ကြည်ရာရှိသည်ဖြစ်၍အာတုရာပိယရာဟုထောက်ကြည်ရာလို့ဆိုတယ်ခင်ဗျားတို့တွေကျိုးတွေပြိတန်တွေနဲ့ဟောနာသေးပြီးပါရင်ပြိတန်တွေဟောပြန်ဟောနာသေးပြီးပြန်ရင်ပြိတန်တွေဟောနာသေးနဲ့ကြာကြာလေးနဲ့သံဃာကိုပြန်ရှင်းတာသံဃာဆိုတာပြိတန်တွေနဲ့ကြာကြာလေးတော့သံဃာလို့ပါလို့အဲ့ဒီသံဃာကဘယ်လိုလုပ်ပါမလဲလို့သိရလားမသိဘူးသံဃာနဲ့ကြာကြာလေးလားဒီပေါင်းလည်းများလာပြီနာပေါင်းလည်းများလာပြီဟိုပေါင်းလည်းများလာပြီဟုတ်လားအဲ့ဒီသံဃာတို့ကအာဟုရာပြူရာရခဲ့တာမရလို့ပဲခဏဒီဘဝလူတို့လားအာဟုရာသံဃာတို့ကိုဘုရားရှင်ဒေနာတော်ရသုလသောတာပန်ဖြစ်ပြီးဆိုရင်ဖြင့်မဟာသောတာပန်ဖြစ်အောင်ပြုမရဘူးလားမရပါဘူးဘုရားတိလေးအောင်လို့လားအာဟုရာပြူရာရခဲ့တာမရသေးလားရပြီထောက်ပြရပြီလာရလေတော့ရရသောထောက်ပြရရှိပြီးတိပိရဲ့နောက်တစ်ပိုက်ကနိဒဂတိကောအပယ်လေးပါလို့မလန်းရောက်ကောင်းရသောသူဤဘုံတို့၌ဒါရင်လာရောက်အာရုံပြီးပြီဘာလဲတော့မကောင်းတဲ့မရဲ့ပြိဿပိဋကအတူတည်းအပယ်လေးကိုမရောက်ခွင့်နဲ့ကောင်းတဲ့လူကိုနတ်ဘုံတော့ရောက်နိုင်တယ်လို့ဟုတ်တယ်ပြောပါလားဒီဆရာကြီးသွားတော့6ရက်ပဲနေလို့အပယ်လေးပါလွတ်ပြီး
ကြိုက်တာဆိုရင်အိမ်ရောက်တော့လုတ်ချင်တာလုတ်ကြပါဘောဗျာတို့ပဲလုတ်ပြေတို့ဆရာငါပါလိလုတ်ကြိုက်တာဟာဆိုအိမ်လေးကလုတ်ချင်လုတ်ကြတော့ဒါကျုပ်ဘူးလေးကြရုပ်မတော့ပါဘူးအဲ့လိုနဲ့ပါဠိတော်ကြီးဖွင့်လာတာဒီသုလသောတာပန်ဆက်ရှင်းရင်အပေဘေးကအပြီးလွတ်မယ်သောတာပန်ဖြစ်ဒီလိုမှမဟုတ်သေးအဲ့ဒီသုလသောတာပန်အနေနဲ့သေဂာလေးမှလေအဲ့ဒီဇောလေးနဲ့ရုပ်ပဲနာမဲ့ဖွယ်ရိုက်မှတ်နိုင်သူကတော့ရဥပ္ပိလုပ်မယ်လို့ဆိုတာဗျာနော်ပြန်ပြီး break ကိုရလေးပြန်မကျွတ်ပါဘုရားရုပ်ရောက်သွားမှာဒါပဲအိမ်ရလို့ရလို့နိုင်ငံရုပ်ဖြစ်သွားမှာတခါလေနော်တဲ့သုလသောတာပန်ဆိုတော့ဘဝတာသေဂာလေးမှာရုပ်ပဲနာမဲ့ဖွယ်ရိုက်မှတ်ရင်သေတော့သူ့ကိုရောက်တယ်တင်ဝင်တော့အိမ်ရောက်သင်္ဃာလို့တော့တွားပြီးအောက်ကိုစောက်ဖို့ပဲဒါအားပါတော့နော်ကဲတော့ဒီလည်းဒီလိုအပေလေးပါလို့မလားမြောက်ကောင်းကြတော့သူ့ဒီကိုလို့နိုင်တာလေးလာရောက်အာယုန်ကြီးသုလသောတာပန်သောနာမသုလသောတာပန်တိဟောတိရှင်စစ်မသွေအတိပြကြပါပြီတော့သရိယနာတုအနန္တောအနန္တငါးပါးကိုရှိခိုးဟာသုံးတဲ့လူမြေဝဝိညာဉ်သတ္တဝါမေတ္တာပုဒ္ဒအမြတ်ပြေဝေတော်မူကြပါဘုရားယေသာမိယာယေသာမိသာ